ကဲတနေ့ဝင်နေ့မှာဖွားမြင်နေကျွန်တော်ရဲ့တနေ့ဝင်နေ့မိတ်ဆွေအားလုံးနော်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တဲတော်ပြည်ရင်းကျော်ဖြစ်ပါတယ်ခင်ဗျာအော်တိုဘာလပါနော်အော်တိုဘာလ1ရက်နေ့ကနေအော်တိုဘာလ9ရက်နေ့အထိတပတ်စာကကြမှာအစိုးကောင်းအကျိုးရောက်မြောက်ကိုဆောင်းရှောင်းရင်နဲ့ရရများနဲ့တကွစီးပွားရေးလူမှုရေးပေါ့နော်အိမ်တော်ကြီးကျမ်းမာရေးအစားရှိပြီကျွန်တော်တဲတို့နေသားသမီးတွေဟောကြားတော့မှာဖြစ်ပါတယ်ခင်ဗျာဖတ်ကြားတော့မှာဖြစ်ပါတယ်ခင်ဗျာတဲတော်ကနေကျွန်တော်ဖတ်ကြားတော့မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့စားလိုက်ရအောင်လေနော်ကျွန်တော်ရဲ့သားသမီးတွေစီးပွားရေးအနေနဲ့စီးပွားရေးအနေနဲ့အစဉ်ပြေမှုလားလာတွေအများကြီးရှိပါသေးတယ်ဗျာနော်ဒါပေမဲ့ဒီအခိုက်အတန့်လေးမှာအခက်အခဲလေးတွေရှိတယ်ဒါငွေကြေးပိုင်းလေးတွေအခက်အခဲလေးတွေကြုံတွေ့ရတယ်ဒါပေမဲ့အဲ့ဒါတွေကအစဉ်ပြေသွားနိုင်မယ်နော်တိတ်မကြပါဘူးဗျာနော်ဒီတစ်ပတ်အတွင်းမှာစာရနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဖြေရှင်းရတာမျိုးကြုံတွေ့ရတတ်တယ်ဗျာနော်ငွေကိစ္စအိမ်ကိစ္စချမ်းကိစ္စပေါ့သို့မဟုတ်စာရတဲ့ကိစ္စနဲ့ပတ်သက်တဲ့အရာတွေပေါ့နော်အဲကြုံတွေ့ရတတ်ပါတယ်လုပ်ငန်းပိုင်းနဲ့ပတ်သက်မယ်ဆိုရင်တော့ဟိုလုပ်ငန်းပိုင်းနဲ့ပတ်သက်ရင်ကိုယ့်ရဲ့အတွေးစိတ်ကူးတွေကနော်အရင်တော့နဲ့မတူဘဲနဲ့စိတ်ကူးတွေအတစ်တပံပြောင်းလဲတာမျိုးတွေတီထွင်ကြံစတာမျိုးတွေစိတ်ကူးကောင်းတွေဝင်လာတာမျိုးတွေကြုံတွေ့ရတဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့လည်းလုပ်ငန်းတွေမှာလည်းအဆင်ပြေမှုတွေကြုံတွေ့ရတတ်ပါတယ်ဗျာနော်နောက်တစ်ခုလူမျိုးရဲ့အနေနဲ့ကတော့လူမျိုးနဲ့အတိုက်ခိုက်တွေပါတော့တောင်းသိပြီးမရှိရပါဘူးဆွေမျိုးသားချင်းများထံမှာပါနော်လက်ဆောင်ပစ္စည်းရတာမျိုးတွေအထောက်ပံ့ကောင်းတွေရတာမျိုးတွေကြုံတွေ့ရတတ်တယ်ဗျအခြေအနေနဲ့စမ်းပွင့်တဲ့ကာလဖြစ်ပါတယ်ဗျာနော်စမ်းပွင့်တဲ့အခြေအနေတွေကောင်းပါတယ်အိမ်တော်ရဲ့အနေနဲ့ကတော့စိတ်ပဲမှန်းပဲလူပဲမှန်းတာမျိုးတွေကြုံတွေ့ရတတ်တယ်ဗျာနော်မိသားစုတွေနော်ရုံးကလုံရတာမျိုးတွေအိမ်တော်ရဲ့နဲ့ပတ်သက်ပြီးတော့နော်စိတ်ပူပန်စရာလေးတွေကြုံတွေ့ရတတ်ပါတယ်ဗျာပညာရေးပိုင်းအနေနဲ့တော့ပညာပိုင်းကိုဒီချိန်မှာဒီကာလမှာပေါ့နော်အားကုန်ကွန်ဆိုင်နော်ဒီချိန်လေးစူးစမ်းပါဒီဇိုင်းမှန်မှန်စူးစမ်းပါအင်တာဗျူးနဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့ညီကူမောင်နှမအနေနဲ့အင်တာဗျူးကိစ္စတွေမှာတေချာလေးဗီဒီယိုဆိုင်နဲ့ဖြည့်ဆို့ခြင်းပါတယ်ဗျဖြည့်ဆို့စေခြင်းလည်းပေါ့နော်အဲ့လိုတိုက်တွန်းခြင်းပါတယ်ကျမ်းမဲ့အနေနဲ့ကတော့ကျွန်တော်ပြောရရင်တော့ကျမ်းမဲ့အနေနဲ့တော့ဦးကောင်းဝေဒနာတွေတတိထားတယ်နော်ဦးကောင်းဝေဒနာတွေတတိထားပါမြတ်နော်အေးပတ်ပြီးတော့ခြေထောက်နဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေနောက်တစ်ခုလေးနဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေနော်ဖြစ်ပေါ်တတ်ပါတယ်အဲ့ဒါလေးတတိထားပြီးပါကျမ်းမာရေး website ပါဗျာနော်ကျမ်းမာရေးတွေအနည်းငယ်ညံ့တာမျိုးကြုံတွေ့ရတတ်ပါတယ်ဗျာတနင်္ဂနွေသားသမီးပါနော်ဒီအော်တိုဘာလပေါ့နော်ကျွန်တော်2025ဆယ်လပိုင်းပေါ့နော်အော်တိုဘာလ1ရက်နေ့ကနေ9ရက်နေ့အတွင်းနော်ကျွန်တော်ဟောကြားတာဖြစ်ပါတယ်တပတ်စာကံကြမ္မာကိုကျွန်တော်ဖတ်ကြားသွားတာဖြစ်ပါတယ်ခင်ဗျာဆောင်းရှောင်းရကအနီအောင်တို့အနက်အောင်တို့အကျိုးပေးစေပါတယ်ဗျာတနင်္ဂနွေသားသမီးများအကျိုးပေးစေတဲ့ကျိုးပေးစီနိုင်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအနီအောင်နဲ့အနေအောင်တို့ကိုယ့်ရဲ့အရေးကြီးကိစ္စတွေပေါ့နော်ပြောဆိုရတော့၎င်းပေါ့နော်ငွေကြေးကိစ္စတွေပြောဆိုရတော့၎င်းပေါ့အဲ့ဒီဝေစားအဲ့အယောင်ဝတ်ပြီးတော့ပြောဆိုမယ်ဆိုရင်အဆင်ပြေမယ်အောင်မြင်မှုတွေရရှိတတ်ပါတယ်ဗျာနော်ဒီနေရာအနေနဲ့ကတော့နော်စင်ရချိုးတဲ့လူတူကိုနော်လေမွန်တီလူပြီးတာမျိုးလုပ်ပြီးပါနော်စင်ရချိုးတဲ့လူတွေကိုလေမွန်တီလူပြီးတော့ရေရပြုတ်ပေးပါနော်အဲ့တော့ကျွန်တော်ဒီနေ့တားလေးများအားလုံးနေ့ချိန်မှာစာရွက်အဆင်ပြေပါစေဗျာနော်စိတ်ကူးကြံစီတောင်းတပြီးမြောက်အောင်မြင်သောနော်ပုဂ္ဂိုလ်တို့ဘုံဖြစ်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျာအားကျေးဇူးတင်ပါတယ်